သနာတော်နှစ်2553ခုနှစ်ဩဇာတက္ကရာ1382ခုနှစ်သဒုလဇန်9ရက်ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ပိန္နဲကုန်းရပ်ကွက်သီရိလမ်းမကြီးပိန္နဲကုန်းရပ်ကွက်လုံးဆိုင်ရာပထမအကြိမ်ဆင်းကျင်းပပြုလုပ်အပ်သည့်အထူးဓမ္မသဘင်ပွဲ၌ဟောကြားအပ်သောနိုင်သူနှင့်ရှုံးသူအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုံပြုပါတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တောတိတုကရာလိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြင်ညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတလောကဤအကျိုးစီးပွားအလို့ကအတိဒုက္ခရာနိဥ္စာတဲ့ချစ်လက်အင်္ဂါမိဒ္ဓကြီးမာသမိသာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝဲငါးတွဲအဆွေအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာနေပြီမဟာကရုဏိကတတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းနိုင်သူနဲ့ရှုံးသူလူလောကမှာလူတွေကအနိုင်ရှုံးသတ်မှတ်ကြတဲ့နေရာမှာအယူဆခြင်းမတူညီကြဘူးတကယ်အနိုင်ရှုံးသတ်မှတ်ပြီးဆိုလို့ရှိရင်လောကရှုထောင့်ကကြည့်တဲ့အခါမှာအနိုင်လို့ထင်ရပေမဲ့လို့ဓမ္မရှုထောင့်ကကြည့်တဲ့အခါကျတော့အရှုံးဖြစ်နေတာတွေတွေ့ဒါကြောင့်မို့လို့အနိုင်အရှုံးဆိုတာဟာရှုထောင့်အလိုက်ဘယ်သူကနိုင်ပြီးတော့ဘယ်သူကရှုံးတယ်လဲလို့အခါတရံလူတွေကကိုကနိုင်လိုက်တယ်လို့ယူဆတယ်သို့တော့ကိုကရှုံးသွားတာကိုမသိကြဘူးအဲ့တော့နိုင်လိုက်တင်ထင်ပြီးတော့ရှုံးကြီးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေဟာတဘဝသာမကဘူးတန်တရားထိအောင်ရှုံးသွားတယ်။ဒါမှအပြင်ကြည့်လို့ရှိရင်မိမိကနိုင်လိုက်တယ်လို့ထိုင်ပေမဲ့လို့ရှုံးသွားတာတွေအများကြီးပဲ။တချို့ကဒီပုဂ္ဂိုလ်တရားဟာရှုံးသွားတယ်လို့ဒီလိုယူဆပေမဲ့လို့အဲ့ဒီရှုံးသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကအနိုင်ရလိုက်တာကိုမသိလိုက်ကြဘူးပေါ့။
ဒါကြောင့်မလို့လောကအမြင်နဲ့ဓမ္မအမြင်ဟာအမြဲတမ်းကွာခြားတယ်ဒီခါတရံကျတော့လုံးဝဆန့်ကျင်ပဲဖြစ်တယ်မြတ်စွာဘုရားကအနိုင်ယူနည်း၄မျိုးကိုဟောကြားထားတာရှိသို့သောလောကလူတွေကအဲ့ဒါကိုအနိုင်ရတယ်လို့မထင်ကြဘူးရှုံးလို့ထင်နေကြတယ်မြတ်စွာဘုရားကအနိုင်ရဖို့ဘယ်လိုပုဂ္ဂိုလ်မျိုးကိုဗာနဲ့အနိုင်ယူရမယ်ဆိုတာကိုဟောထားတဲ့ဒေသနာတော်မှာထင်ရှားရှိတယ်ပေါ့ဆိုပါစို့အကောဒေနစိနေကောတံဘောရဆိုတာဒေါသခက်ထန်တဲ့လူတယောက်သူဒေါသခက်ထန်တဲ့လူတယောက်ကိုဘယ်လိုသူ့ကိုအနိုင်ယူမလဲဆိုတဲ့ဤစနစ်လောကလူသားတွေကတော့ဒေါသခက်ထန်တဲ့လူတယောက်ကိုနှိမ်နှင်းပြီးတော့အနိုင်ယူမယ်တပ်ဖြတ်ပြီးတော့အနိုင်ယူမယ်လို့ဒီတွေးပဲရှိတာဒီကနေ့ခေတ်ကဘာမှာပဲကြည့်လေအမတန်ဆိုးသောတဲ့ပုဂ္ဂိုလ်တွေကိုအနိုင်ယူကုန်အနိုင်ယူနည်းဟာအဲ့ဒီပုံစံနဲ့အနိုင်ယူတာပဲဒီကနေ့ခေတ်ကဘာမှာတာရာရစ်ဆိုပြီးတော့ကျမ်းဖက်သမားဆိုတဲ့နာမည်နဲ့လူတွေကဒုက္ခရောက်အောင်အပြစ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေပါဒုက္ခရောက်အောင်ရေးဆက်ဆက်အကျမ်းဖက်လှုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေအကျမ်းဖက်သမားလို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေကိုဘာနဲ့အနိုင်ယူလဲလို့ဆိုရင်ပြန်လီအကျမ်းဖက်ခြင်းဖြင့်အနိုင်ယူတယ်ပေါ့အဲ့လိုပြန်လီအကျမ်းဖက်ခြင်းဖြင့်အနိုင်ယူတာဟာတကယ်နိုင်လားဟုတ်ကဲ့လားမေးစရာရှိတယ်အဲ့ဒီဤစနစ်ဟာဘုရားမြတ်စွာရဲ့ဓမ္မအမြင်ဘက်ကကြည့်လို့ရှိရင်အလွန်မှားယွင်းနေတဲ့ဤစနစ်တစ်ခုပဲမြတ်စွာဘုရားကအကောဒေနစိနေကောတံကောဒလို့ဆိုတဲ့ဒေါသခက်ထန်နေတဲ့ပုဂ္ဂိုလ်တရားအဲ့ဒီဒေါသခက်ထန်နေတဲ့ပုဂ္ဂိုလ်တရားကိုမိမိကဒေါသခက်ထန်ခြင်းမပြုသိခံခြင်းမေတ္တာထားခြင်းအင်းငြိမ်းတဲ့စိတ်ဓာတ်မျိုးမြင့်လာတဲ့သူ့ကိုအနိုင်ယူလို့ရတယ်လို့လောကနဲ့အမြင်နဲ့အလွန်ဆန့်ကျင်ခက်ထန်တဲ့ပုဂ္ဂိုလ်တရားကိုဒေါသနဲ့မတုံ့ပြန်ပဲနဲ့မေတ္တာနဲ့တုံ့ပြန်ရမယ်လို့ဆိုလိုတာပဲဒေါသကိုအနိုင်ယူခြင်းမေတ္တာနဲ့ပဲအနိုင်ယူပါခန္တီဆိုတဲ့တရားနဲ့ပဲအနိုင်ယူပါဒီနေရာမှာခန္တီနဲ့မေတ္တာဘာကွာသလဲလို့မေးစရာရှိတယ်တရားကိုအပြင်စာပေကျမ်းဂန်မှာဖွင့်ထားတာကြည့်ပဲဆိုရင်ခန္တီဆိုတဲ့တရားဟာဘာကိုပြောတာလဲဆိုအရောဒမေတ္တာဆိုတာကလည်းဘာကိုပြောတာလဲဆိုအရောဒဆိုတော့ခန္တီနဲ့မေတ္တာဟာတရားကိုအပြင်တူတယ်လို့ဒီအရာကပြောရမှာပဲနောက်တစ်နည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ခန္တီဆိုဒီမှာအရောဒအဓိကပဓာနဥဆောင်နေတဲ့စိတ်ရဲ့တဘာဝတရားစိတ်နေစိတ်ထားလို့ဒီလိုလေးပဲရနောက်တစ်ခါခန္တီဆိုတဲ့စကားလုံးရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်ပဓာနီးကပြောပြတဲ့ literal meaning ပေါ့ခန္တီဆိုတာခမှုဆိုတဲ့ဓာတ်ကနေလာခမှုဓာတ်ကိုအ내ဖော်တဲ့အခါမှာခမှုတဟနေစွမ်းနိုင်ခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ခန္တီဆိုတာစွမ်းနိုင်တယ်လို့အဓိပ္ပာယ်ရတယ်ဒါဖြင့်ဘာစွမ်းနိုင်တာလဲလို့ဆိုရင်ဒီစုံတယောက်ကမိမိကိုဒေါသထွက်လာအောင်လာနှောင့်ယှက်ပေမဲ့လို့ဒေါသမထွက်အောင်ထိမ့်သိမ်းထားနိုင်တဲ့စွမ်းရည်တတ္တိမျိုးကိုခန္တီပဲဒေါသမထွက်အောင်ထိန်းထားနိုင်တယ်မူလစိတ်အခြေအနေလေးမပြတ်အောင်ထိန်းထားနိုင်တယ်
မိမိစိတ်အလိုကျနေတဲ့အတ္တမနတစိတ်တတကြည်နူးနေတဲ့စိတ်ကလေးကိုပြင်ပကလာနှောက်ရက်တဲ့အနှောက်ချက်ကြောင့်ပျက်စီးမသွားအောင်ထိမ့်သိမ်းထားနိုင်တဲ့စွန့်ရည်တတ္တိတစ်မျိုးကိုခန္တီလို့ပြောဒီလောကမှာတချို့ပုဂ္ဂိုလ်တွေကခန္တီလို့ပြောနေပေမဲ့လို့တကယ်ခန္တီမဟုတ်ဘူးဒါကြောင့်မို့လို့ရည်စရာလုပ်တဲ့အနေနဲ့ခန္တီစမနိုင်လို့သိခံရခြင်း၎င်းဆိုတဲ့အဓိပ္ပာယ်ပေါ်လာတာပေါ့နော်မနိုင်လို့အလျှော့ပေးတာကိုခန္တီလို့ဒီလိုတွေ့တာလည်းရှိတကယ်တော့ခန္တီဆိုတာမနိုင်လို့သိခံတာမဟုတ်ဘူးမိမိရဲ့ပင်ကိုကြည်နူးနေတဲ့စိတ်ဓာတ်ကလေးကိုမပြတ်အောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုသဘောတရားလေးတစ်ခုကိုခန္တီလို့ပြောတာစိတ်ထဲကတော့ဒေါသထွက်ပြီးတော့သူကအန်ကျိတ်နေတယ်သို့တော့ပြန်တော့မပြောဘူးပြန်မလုပ်ဘူးဆိုတာမျိုးကိုပဲဒီကလေးကခန္တီလို့ခေါ်နေကြစိတ်ပိုင်းဆိုင်ရာကတုံ့ပြန်နေတာဖြစ်သည့်အတွက်ကြောင့်ခန္တီမဟုတ်ဘူးတဲ့အဲ့ဒါပြန်မပြောတာပဲရှိတယ်ခန္တီအစစ်မဟုတ်ခန္တီဆိုဒီမှာပင်ကိုအနေထားလေးမပြတ်တာကိုပြောအဲ့ဒါကြောင့်မို့လို့ခန္တီသိခံနိုင်တာကမေတ္တာမပြတ်အောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိဒီခန္တီလူတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နေသဘောထားဒီမေတ္တာလို့အဲ့တော့ခန္တီကမေတ္တာကိုဥတည်ထားတဲ့သဘောတရားထိုမေတ္တာပြတ်မသွားနိုင်အောင်ထိန်းထားတာလည်းပဲခန္တီရဲ့သဘောတရားပဲမေတ္တာဆိုဒီမှာပုဂ္ဂိုလ်တူတယောက်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နေသဘောထားပဲစကားလုံးနဲ့ပြောရမယ်ဆိုရင်မေတ္တာဆိုတာမိတ္တတအေးတာမေတ္တာလို့ဆိုတဲ့အတိုင်းမိတ်ဆွေတွေရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တယ်မိတ်ဆွေရဲ့စိတ်ဓာတ်ဆိုဒီမှာမိတ်ဆွေဟာဘယ်လိုစိတ်ဓာတ်မျိုးထားတယ်လဲကိုချစ်ခင်တဲ့မိတ်ဆွေတကယ်ချင်းတယောက်ရဲ့ကောင်းစားမှုကိုလိုလားတယ်အကျိုးတရားကိုလိုလားတယ်ဆိုတဲ့စိတ်ဓာတ်ထားတယ်အဲ့ဒါဟာမေတ္တာပဲအဲ့တော့ဘာသာပြန်မယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်လို့ဒီလိုပြောရမှာပေါ့အဲ့ဒီမေတ္တာဆိုတဲ့သဘောတရားဟာဒီနေရာမှာဒေါသဖြင့်တုံ့ပြန်မှုမပြုဘဲနဲ့ပင်ကိုအခြေအနေကောင်းအတိုင်းမိမိရဲ့စိတ်ကလေးကိုထိန်းထားနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောဒိနဇိနေကောဒံဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုအနိုင်ယူလိုက်ခြင်းပဲဖြစ်တယ်အဲ့တော့ဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုအနိုင်ယူတာဟာမေတ္တာနဲ့ခန္တီနဲ့အနိုင်ယူရမယ်ဒါကဓမ္မဘက်ကနေအနိုင်ယူတဲ့နည်းပေါ့လောကအမြင်နဲ့အနိုင်ယူတာကြတော့အဲ့လိုမဟုတ်ဘူးတဲ့ဒေါသကိုဒေါသနဲ့ပဲပြန်တုပ်သူကတစ်ချက်ပြီးရင်ငါနှစ်ချက်ပြီးမယ်ဆိုတဲ့ဟာမျိုးအဲ့လိုဒေါသကိုဒေါသနဲ့ပြန်ပြီးတော့ရှင်းရှင်းတဲ့ဤစနစ်ဟာအနိုင်ရခြင်းမဟုတ်ဘူးရှုံးသွားခြင်းပဲလို့ဒီလိုဆိုတာဒါကမျက်မြင်ကိုယ်တွေ့မျက်မြင်ပစ္စက္ခသဘာဝတရားနဲ့ကြည့်ပြီးတော့ပြောတယ်အဲ့တော့ဒေါသကိုတယောက်ကဒေါသထွက်နေတယ်အဲ့ဒီဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုကျန်တဲ့ပုဂ္ဂိုလ်ကခန္တီမေတ္တာနဲ့တုံ့ပြန်တယ်အဲ့ဒါလိုတုံ့ပြန်တဲ့အခါမှာဒေါသထွက်နေတဲ့ပုဂ္ဂိုလ်ရဲ့နှိမ့်ဆက်ညှင်းဆဲမှုကိုခန္တီမေတ္တာထားတဲ့ပုဂ္ဂိုလ်ဟာခံလိုက်ရလူတွေရဲ့အမြင်မှာဆိုရင်ဘုံပြီးတော့ခံလိုက်သည့်အတွက်ကြောင့်လူတွေရဲ့လောကရဲ့အမြင်မှာဆိုလို့ရှိရင်
ခန္တီမေတ္တာနဲ့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ဟာရှုံးသူလို့ဖြစ်နေတယ်ဒေါသကိုအသုံးပြုပြီးတော့ထိုပုဂ္ဂိုလ်ကိုအနိုင်ယူလိုက်တဲ့ပုဂ္ဂိုလ်ကိုတော့နိုင်သူလို့လောကကဒီလိုသတ်မှတ်တယ်သို့သောဓမ္မကြောင်းကကြီးလိုက်တဲ့အခါကျတော့ဒေါသထွက်တဲ့ပုဂ္ဂိုလ်ကရှုံးသူဖြစ်သွားတယ်ခန္တီနဲ့မေတ္တာနဲ့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ကနိုင်သူဖြစ်တယ်ဒီဘဝမှာသူကဘလို့အနိုင်ရတော့ဆိုခန္တီနဲ့ဒေါသထွက်တဲ့ပုဂ္ဂိုလ်ကဘလို့ရှုံးသွားတာလဲခန္တီနဲ့မေတ္တာနဲ့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ကဘလို့နိုင်တာလဲလို့ဓမ္မရှုထောင့်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဒေါသနဲ့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ဒေါသထွက်တဲ့ပုဂ္ဂိုလ်တရားမှာနံပါတ်1သူစိတ်နှလုံးဟာပူလောင်ပြီးတော့နေစိတ်နှလုံးပူလောင်နေလာတော့နံပါတ်2သူမပြောတဲ့စကားတွေပြုဒဝါစာကျမ်းတဲ့စကားတွေဝစီကံတွေသူထိုက်တာဝစီကံထိုက်ရုံနဲ့မကဘူးဒေါသကမပြေနိုင်သည့်အတွက်ကြောင့်ကိုယ်ဒီလက်ရောက်ကျွလွန်မှုတွေပြုလာအဲ့တော့တစ်ခုပြီးတစ်ခုသူဟာအစဉ်စဉ်မှားလာတဲ့စိတ်နှလုံးပူလောင်တာကပထမကျမ်းတဲ့စကားပြောဆိုမိတာကဒုတိယကိုယ်ဒီလက်ရောက်တဦးတယောက်ကိုနှိမ့်ဆက်ညှဉ်းပန်းမိတာကတတိယလို့ဆိုတဲ့အဆင့်မျိုးကိုရောက်ပါတယ်အဲ့ဒီလိုရောက်သွားတဲ့အတွက်ကြောင့်သူ့ရဲ့တဏ္ဍာမှာဓမ္မရှုထောင့်ကကြည့်လိုက်လို့ရှိရင်စိတ်ဆိုးတယ်ဆိုကြတဲ့ကအကုသိုလ်တွေရဲ့လွှမ်းမိုးမှုခံရရတယ်ပေါ့အကုသိုလ်လွှမ်းမိုးမှုခံရရုံမကဘူးမနောကံအဆင့်ကနေပြီးတော့ဝစီကံအဆင့်ဆိုတဲ့ကျွလွန်မှုတွေလောက်လာတယ်ဝစီကံအဆင့်ကနေပြီးကာယကံဆိုတဲ့ကျွလွန်မှုတွေလောက်လာတယ်သူလုံးတဲ့လောက်ရတဲ့ဟာတန်တရားမှနေမုံမို့ပဲနောက်ဆုံးမှာဒေါသသမားဟာဘယ်ရောက်သွားလဲလို့ဆိုလို့ရှိရင်ဆင်းရဲဒုက္ခတို့ရဲ့စုပြုံကြရောက်ရာဖြစ်တဲ့ငရဲပုံကိုရောက်သွားတယ်။ဟောတန်တရားနဲ့ကြည့်ရှုံးသွားပြီသူကဒီတော့ငရဲပုံရောက်တယ်။လောကအမြင်နဲ့ကြည့်ရင်တော့သူကနိုင်လိုက်တယ်ပေါ့။ဒီဘက်သားကိုနိုင်လိုက်တယ်လို့ထင်တယ်။သို့တော့သူကအရှုံးကြီးရှုံးသွားတယ်။သူ့ရဲ့နှလုံးသားထဲမှာကုသိုလ်ဆိုတာမေတ္တာဆိုတာမကြံတော့ပဲနဲ့ဒေါသရဲ့လွှမ်းမိုးမှုကြောင့်ဒီဘဝမှာလည်းငြိမ်းချမ်းမှုတွေသူကင်းဝေးသွားတယ်။နောက်ဘဝရောက်တဲ့အခါမှာလည်းပဲလူပုံနဲ့နှိမ့်ကြတဲ့ဆင်းရဲဒုက္ခတွေစုပြုံရောက်နေတဲ့ငရဲပုံကိုရောက်သွားတယ်။ဟောရှုံးသွား။ဒီရင်ရှုံးတာလားဆိုတော့မဟုတ်ဘူး။ငရဲပုံကလွတ်လာတဲ့အခါလည်းအဲ့ဒီဒေါသသမားဟာအယုတ်ဆိုးအကြီးတန်းတဲ့ဘဝကိုရောက်တာ။အမေယာမှာတသန္တရာလုံးသူရှုံးနေတယ်။သူကလှခြင်းပေမဲ့လို့ဒေါသအကျိုးဆက်ကိုသူရထားသည့်အတွက်ကြောင့်ဒေါသဖြင့်ခန္ဒီကိုကျွလွန်ထားသည့်အတွက်ကြောင့်ဘယ်ဘုံဘယ်ဘဝရောက်သူဟာအယုတ်ဆိုးအကြီးတန်းတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်။ဒါကြောင့်မို့လို့လောကအမြင်ကပိဿကသူကအနိုင်ရလိုက်တယ်လို့ထင်ပေမဲ့လို့သူကရှုံးသွားတဲ့ပုဂ္ဂိုလ်ပဲ။ဟောနိုင်သူမဟုတ်ဘူးရှုံးသူတန်တရား။တစ်ဘက်ကမေတ္တာနဲ့တုံ့ပြန်လိုက်တဲ့ပုဂ္ဂိုလ်ကလောကအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီလူကအရှုံးပေးလိုက်ရတာဘာမှပြန်မပြောရဲဘူးဘာမှပြန်မလုပ်ရဲဘူးအလုံးကသူကငုံခံလိုက်ရတယ်လောကမှာတော့အရှုံးသမားကြီးပဲလို့ဒီလိုမြင်ကြမှာပဲ။အော်ဓမ္မရှုထောင့်ကနေကြည့်လိုက်လို့ရှိရင်သူဟာမေတ္တာမပြတ်ကိုယ့်ကိုယ်ကိုထိန်းထားနိုင်သည့်အတွက်ကြောင့်ခန္တီဆိုတဲ့တရားနှလုံးသားထဲမှာကိသည့်အတွက်ကြောင့်မေတ္တာမပြတ်ဘူးမေတ္တာမပြတ်သည့်အတွက်ကြောင့်သူ့ရဲ့နှလုံးဟာအေးချမ်းတယ်အေးချမ်းသည့်အတွက်ကြောင့်နှုတ်ကနေပြီးတော့သုဒ္ဓဝါစာဆိုတဲ့ဝစီကံကိုလည်းကျွလွန်မှုမလုပ်ဘူးကာယကံအနေနဲ့လည်းပဲကျွလွန်မှုမလုပ်ဘူးဆိုတော့ဟောစတင်ကြတဲ့ကသူကနှလုံးသားထဲမှာအဆိုးတရားတွေဝိမလာပဲနဲ့အကောင်းတရားနဲ့ပဲသူက
ရပ်တည်နေနိုင်တာဖြစ်တယ်အဲ့လိုရပ်တည်နေနိုင်သည့်အတွက်ကြောင့်ဒီဘဝမှာသူလူတွေရဲ့အမြင်မှာအရှုံးပေးလိုက်ရသူလို့ထင်ရတော့လေတကယ်ကတော့သူကနိုင်လိုက်တာတဲ့တန်တရားမှာကြည့်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဒေါသနဲ့မတုံ့ပြန်တဲ့အတွက်ကြောင့်တည်တည်ချမဲ့ကောင်းရသူဂတိဘုံကိုရောက်သွားတယ်ကောင်းရသူဂတိဘုံကိုရောက်ရုံများမကဘူးဖြစ်လျာဘဝမှာရုပ်ဆင်းအင်္ဂါလှပချုံမောတယ်ဟောတန်တရားဓမ္မရှုထောင့်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းသူကနိုင်လိုက်တာပဲဒေါသကြောင့်ရုပ်ဆိုးနေတဲ့ပုဂ္ဂိုလ်နဲ့ခန္တီမေတ္တာကြောင့်ရုပ်လှနေတဲ့ပုဂ္ဂိုလ်ဟာရှင်လို့မရအောင်ကြွားချနေတယ်အလှချင်းပြန်ရင်ဘယ်သူကနိုင်မလဲလို့ဆိုရင်မေတ္တာသမားကသာဟောအဲ့တော့သူတို့လျောက်မှာတန်တရားခီးသွားတဲ့အခါဘယ်သူကနိုင်နေတာလို့ဆိုတော့မေတ္တာခန္တီမေတ္တာသမားကနိုင်ရတာတဲ့ဒေါသသမားကရှုံးသွားပြီဘဝတိုင်းမှာဒေါသသမားကနှိမ့်ကြပြီးတော့ခန္တီမေတ္တာသမားကအရှင်းမြင့်နဲ့ထက်တန်းကြနေတယ်ဒီလိုဆိုလိုတာနော်ဒါကြောင့်မလို့မြတ်စွာဘုရားကတကယ်ကိုအောင်နိုင်တဲ့နီးပေးထားတာအကောရိဏစီနေကောဒံဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုခန္တီမေတ္တာနဲ့ပဲအနိုင်ယူပါလို့ဒီလိုပြောတာမှန်ကန်တဲ့အနိုင်ယူနည်းတစ်ခုဒီလိုအနိုင်ယူတဲ့နေရာမှာတရားမင်းကြီးကစံပြုလောက်တဲ့ပုဂ္ဂိုလ်တူပဲလူဘဝတုန်းကလည်းပဲတရားမင်းကြီးကတရားမဖြစ်ခင်ကတည်းကလူဘဝမှာသူကခန္တီမေတ္တာကိုအလေးအကျင့်လုပ်ထားခဲ့မကလူလင်ဘဝကလေးကခန္တီမေတ္တာကိုသူကအလေးကျင့်လို့ဒါကြောင့်မို့လို့မကလူလင်ဘဝမှာသူ့ပေါ်မှာဘယ်လိုပဲစော်ကားသိခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့တရားနဲ့စိတ်သဘောထားနဲ့ပဲသူကနေရတဲ့ဘုသူ့ကိုမှဒေါသနဲ့မတုံ့ပြန်ခဲ့ဘူးအလုံးမကားဝတ္ထုဇလန်းကိုသိတဲ့ပုဂ္ဂိုလ်တိုင်းဒါအမတန်မှထင်ရှားဓမ္မပဒထဲမှာဝတ္ထုလေးတစ်ခုရှိတယ်သစ္ဆံပနေနဂုတ်စေယသစ္ဆံအပ္ပပိယာစိတောဣတိဟိတိဌာနေဟိဒစ္စေဒေဝနာတန္တိကေတခါတော့ရှမမောကလံမထေရနတ်ပြည်တော်လောကနတ်စည်းစိမ်ခံစားနေရတဲ့ပုဂ္ဂိုလ်တွေထံခီးဒေသစာတွေကြွချီတယ်ရှမမောကလံမထေရလူတွေကို encourage လုပ်ချင်လို့တိုက်တွန်းခြင်းလို့နတ်ပြည်ကိုလည်းခီးသွားတယ်ခီးသွားပြီးတော့ဘာကုသိုလ်လုပ်လို့ဒီနတ်စည်းစိမ်ရတာတော့ဆိုတာလိုက်ပြီးတော့ခုခေတ်လို့ဆိုရင်တော့အင်တာဗျူးလုပ်တာပေါ့နော်အဲဒီလိုအင်တာဗျူးလုပ်ပြီးတော့ပြန်ဟောတာအဲ့ဒါဝိမာနဝတ္ထုလို့ခေါ်တယ်နတ်ပြည်ကိုလှည့်လည်ပြီးတော့အင်တာဗျူးလုပ်ပြီးတော့ပြန်ဟောတာဘယ်သူဖြစ်ဘယ်လိုကောင်းမှုလုပ်လို့နတ်ပြည်နတ်စည်းစိမ်ခံစားနေရတယ်ဆိုတာအဲ့ဒါလိုပဲငရဲဘုံလို့ပြိတ္တာဘုံလို့အပေဒုက္ခတိဘုံတွေကိုလည်းပဲရှင်မမောကလမထေရကြွသွားတယ်ကြွသွားပြီးတော့ဘယ်လိုအကုသိုလ်တွေကြောင့်လို့ဒီလိုဒုက္ခခံနေရတာလဲဆိုတာလဲစုံစမ်းမေးမြန်းပြီးတော့လူပြည်ပြန်ပြီးတော့ဟောလေးရှိတယ်ဒါရှင်မမောကလရဲ့ထူးခြားတဲ့သာသနာပြုနည်းတစ်ခုပဲပေါ့လူတွေကိုပြန်ပြီးတော့ဟောတယ်ဘယ်သူဖြစ်မကောင်းတာလို့ငရဲခံနေရတယ်တော့ပြိတ္တာဘုံရောက်နေတယ်ဆင်းရဲဒုက္ခတွေခံနေရတယ်ဘယ်သူကပြင်ကောင်းတာတွေလုပ်လို့နတ်ပြည်နတ်ဘုံမှာစီးစိမ်ချမ်းသာတွေခံစားနေရတယ်ဆိုတာတွေကိုရှင်မမောကလံကပြန်ဟောလို့ရှိတယ်အဲ့လိုဟောတဲ့ထဲမှာအမျိုးသမီးတစ်ယောက်ကနေပြီးတော့နတ်ပြည်မှာနတ်သမီးဖြစ်နေတာသွားတွေ့ဘုံဗိမာန်နဲ့စာသားနေတော့အဲ့ဒီဗိမာန်ရှင်ဗိမာန်တကားဝရောက်သွားတဲ့အခါကျတော့ဗိမာန်ရှင်ကထွက်လာပြီးတော့ရှင်မမောကလံကိုရှိခိုးဥချတယ်ရှိခိုးဥချတဲ့အခါကျတော့
ဒီလိုကြီးကျယ်ခမ်းနားလာတဲ့ဘုံမိတ်မှန်ကြီးနဲ့စီးစိမ်ချမ်းသာခံစားပြီးတော့လှလှပပနဲ့ဘာဖြစ်လို့ဒီလိုစီးစိမ်ချမ်းသာတွေကိုခံစားနိုင်တာလဲဘယ်ကုသိုလ်လုပ်ခဲ့တာလဲလို့ပြီးတော့အဲ့ဒီနတ်သမီးကရှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ဒါနသီလစတဲ့ကောင်းမှုတွေပြီးတော့တခုမှမလုပ်ခဲ့ဘူးဗျာတပည့်တော်လုပ်ခဲ့တာတော့တပည့်တော်ယောက်ျားကအတော်ဆိုးတယ်အမြဲတမ်းတပည့်တော်ကိုအကြောင်းရှာပြီးတော့ရိုက်နဲ့မှန်ပဲဆဲရေးပြီးတော့နေတာအဲ့ဒါလို့တပည့်တော်ကိုနှိပ်စက်ပေမဲ့လို့တဲ့တပည့်တော်စိတ်ထဲကဘယ်လိုထားတော့အိန္ဒိယနိုင်ငံရဲ့ဥပဒေရငါရဲ့ယောက်ျားဟာငါ့ကိုအမတ်တစိတ်ခတ်ပြီးတော့ကျွန်အဖြစ်ကြေညာလို့ရတယ်သူလှုပ်ချင်တာလှုပ်လို့ရတယ်ဆိုပြီးတော့တပည့်တော်ဟာသူ့ကိုသီးခံခွင့်လွှတ်ပြီးတော့ဘယ်တော့မှဒေါသနဲ့မတုံ့ပြန်ခဲ့ဘူးတဲ့သီးခံနေခဲ့ဘလောက်နှိမ့်ဆက်သူဟာအပြုံးမပြတ်သီးခံပြီးတော့ခန္တီတရားနဲ့နေခဲ့ပါတယ်တပည့်တော်လှုပ်တဲ့ကုသိုလ်ဟာအဲ့ဒါပဲဒီလိုဗိမာန်ကြီးရတယ်တခြားဒါနကောင်းမှုတွေလည်းအများကြီးလုပ်ခဲ့တာမရှိဘူးသီလတွေလည်းလုပ်ခဲ့တာမရှိဘူးအမတန်ဆိုးတဲ့ဒီစိုးမရတဖားပါလို့ဆိုတဲ့အတိုင်းအမတန်ဆိုးတဲ့ယောက်ျားရဲ့အနှိမ့်ဆက်ခန္ဓာကိုတပည့်တော်သိခံခွင့်လွှတ်ခြင်းဖြင့်မေတ္တာနဲ့တုံ့ပြန်ခဲ့တဲ့အတွက်ကြောင့်တပည့်တော်ဒီစည်းစိမ်ရတာပါလို့သူကိုယ်တိုင်ပြန်ပြောပြတယ်ရှင်မမောဂလန်မထေရအခုလိုပဲဒေသစာတွေကြွချီပြီးတော့မေးမြန်းလေးရှိတော့သူ့ရဲ့သာသနာပြုလုပ်ငန်းဟာအလွန်အောင်တယ်လို့ပြောမှာပေါ့အဲ့ဒါလို့အလွန်အောင်သည့်အတွက်ကြောင့်မခံနိုင်တဲ့ပုဂ္ဂိုလ်တွေကလူသားသမားတွေငှားပြီးနောက်ဆုံးမှာရှင်မမောဂလန်ကိုတပ်ဖြတ်ဖြစ်တဲ့အဆင့်ရှိအောင်ရောက်သွားတယ်ပေါ့ပြောမယ်ဆိုရင်တော့ဒါတချို့ကတော့ပြောမယ်ပေါ့ဒါအတိတ်ကံကြောင့်အတိတ်ကံဆိုတာလည်းဟုတ်တယ်သို့တော့ပစ္စုပန်လောက်ရပေါ်မှာမူတည်တဲ့အတိတ်ကံကသူ့ရဲ့သာသနာပြုလုပ်ငန်းကအလွန်အောင်မြင်နေတယ်အဲ့ဒီအောင်မြင်နေလို့ပဲဒီရှင်မမောဂလန်တော့ဖယ်ရှားပြစ်မှဖြစ်မယ်ဆိုတဲ့အတွေ့အကြုံဝင်လာသူကသူတရားကျင့်ပြီးတော့အေးစေးစေးလေးတရားဒီသဘာဝချမ်းသာခံစားပြီးတော့အေးချမ်းချမ်းနေမယ်ဆိုရင်ဒီဖြစ်ဆိုးမကြုံနိုင်ဘူးလို့ပြောနိုင်တာပေါ့ပစ္စုပန်မှာကြည့်မယ်ဆိုရင်သို့တော့ကံကြမ္မာရဲ့အကျိုးပေးဖို့ကြုံလာတာဟောဒီလောက်ရဟာအကုသိုလ်ကံကိုနိုးထလာစေတဲ့လောက်ရတစ်ခုပဲပေါ့မုန်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ပုံမုန်းအောင်လုပ်ပေးတယ်လို့ဖြစ်သွားနောက်တစ်ခုကရှင်မမောဂလန်မထေရသံဃာပရိသတ်ထဲမှာသတင်းသုံးနေပဲဆိုလို့ရှိရင်ဒီလိုအဖြစ်ဆိုးနဲ့ကြုံမှာမဟုတ်ဘူးကာလတိလာဆိုတဲ့တောင်ကုန်းပေါ်မှာတပါးတည်းနေတာကိုကလည်းဒီအဖြစ်ဆိုးကြုံလို့ရအတွက်ဖြစ်လာတယ်ပေါ့ဒါတွေကလည်းပဲအကြောင်းတရားတွေပစ္စုပန်အကြောင်းတရားတွေကနေစုပေါင်းပြီးတော့ညီးလာတဲ့အခါကျတော့အတိတ်ကံကအကျိုးပေးဖို့ကြုံလာတာပဲအတိတ်ကံတတ်နဲ့အကျိုးပေးလို့မရဘူးပစ္စုပန်အခြေအနေတွေကပေးလာမှဖြစ်တာခုလိုခရီးဒေသစာတွေကြွချီပြီးတော့တရားဟောတာလည်းပဲသာသနာပြုလုပ်ငန်းအောင်မြင်သည့်အတွက်ကြောင့်မခံနိုင်တဲ့တစ်ဖက်ကရှင်မမောဂလန်မထေရကိုအပြတ်ရှင်းနေတဲ့စိတ်တွေပေါ်လာတာဒီဒါကြောင့်မလို့ဒီနေရာမှာဘုန်းကြီးတို့တွေမြတ်စွာဘုရားကအကောဒေနစိနေကောတယ်ဒေါသမန်ပွားတဲ့ပုဂ္ဂိုလ်တယောက်ကိုတဲ့သိခံခြင်းခွင့်လွှတ်ခြင်းဖြစ်နာအနိုင်ယူပါဒီနေရာမှာတရားမင်းကြီးကသိခံခွင့်လွှတ်မှုလူဘဝတုန်းကလည်းကျင့်ခဲ့တယ်နတ်သားဖြစ်တဲ့အခါနတ်ဘယင်ဖြစ်တဲ့အခါမှာလည်းပဲသိခံရတဲ့အချက်တွေအများကြီးကြုံတွေ့ခဲ့ရတယ်ပေါ့ဒါဝရိန္ဒနတ်ပြည်ရဲ့ရှေးဦးရောက်ရှိနေတဲ့နတ်တွေကအတုရာလို့ခေါ်တယ်
လူတွေနဲ့ပြောမယ်ဆိုရင်ခတ်ဆင်တယ်ပေါ့တချို့ကျွန်းနိုင်ငံတွေမှာ Aborigine လို့ခေါ်တဲ့မူလကျွန်းနေလူရိုင်းမျိုးတွေရှိအဲ့ဒါမျိုးလိုပဲတာဝရိန္ဒနတ်ပြည်မှာမူလအခြေခံကရောက်နေတဲ့ရှေးဟောနတ်တွေရှိတယ်အဲ့ဒီနတ်တွေကိုအတုရာလို့ခေါ်တယ်ဒီကနေ့ခေတ်မှာဩစတြေးလျနိုင်ငံတို့ကြည့်ပေါ့ Aborigine တွေရှိတယ်ကျွန်းနေမူလကျွန်းနေလူတွေနောက်အမေရိကမှာလည်းပဲ Red Indian ဆိုတဲ့လူတွေရှိတယ်မူလကျွန်းနေလူတွေပဲနောက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကတခြားနိုင်ငံကနေပြောင်းလာကြတယ်အဲ့လိုမူလကျွန်းသားတွေကို Aborigine လို့ခေါ်ဒီဟိုကျွန်းမှာလည်းဝဲဒဆိုတဲ့ Aborigine ရှေးဥစွာရောက်ရှိနေတဲ့ကျွန်းနေလူတွေရှိသေးတာပဲအဲ့ဒါလို့ကျွန်းနေလူတွေလူဟောင်းတွေရှိနေတယ်လို့ပဲလက်ပြမှာလည်းပဲတရားမင်းကြီးတို့ရောက်သွားတဲ့အချိန်မှာအရင်ကရှိနေတဲ့အတုရာဆိုတဲ့နတ်တွေရှိနောက်ကြတော့အဲ့ဒီအတုရာဆိုတဲ့နတ်တွေကနတ်ဖြစ်ပေမဲ့လို့သူတို့ကအရက်အမြဲတမ်းတောက်တဲ့အရက်ကြိုက်တဲ့နတ်တွေပေါ့တရားမင်းကြီးတို့အဖွဲ့နောက်ထပ်ရောက်လာပြီဆိုတော့သူတို့ကနတ်သားအသစ်တွေရောက်လာလို့ပျော်တဲ့အနေနဲ့အရက်နဲ့အိခံညအဲ့ဒါလို့အခန့်တဲ့အခါမှာတရားမင်းကြီးနဲ့အဖွဲ့ကတရားမင်းကြီးကသူနဲ့အတူဖြစ်လာတဲ့နတ်တွေကိုပြောတယ်မတော့ဖို့တတိပေးကိုနတ်တွေကတော့တောင်းနေကြဆိုတော့တောက်လိုက်အကုန်လုံးဘူးရစ်မေးလျော့ပြီးတော့သွားကြနောက်မှရောက်လာတဲ့နတ်တွေကမတော့ကြဘူးမတော့သည့်အတွက်ကြောင့်မူရမှုမရှိဘူးအဲ့ဒါလို့မူရနေတဲ့အတုရနတ်တွေကိုတရားမင်းကြီးကဒီနတ်တွေနဲ့တို့အတူတူနေလို့တော့မဖြစ်ဘူးလို့ဆိုပြီးတော့အဲ့ဒီနတ်တွေကိုခြေတော်နှစ်ချောင်းကန်ပြီးတော့ပင်လယ်ထဲပစ်ချတယ်လို့ပြောတာပဲအဲ့ဒါလို့ပင်လယ်ထဲပစ်ချလိုက်တဲ့အခါမြမို့တောင်ထိပ်ကနေပြီးပင်လယ်ထဲပစ်ချလိုက်တဲ့သမုဒ္ဒရာမြမို့တောင်ရဲ့အောက်ခြေပိုင်းမှာသွားပြီးတော့အတုရဘုံဆိုတာသွားပြီးတော့ဖြစ်တယ်တာဝရိန္ဒနတ်ပြည်ကပင်လယ်ကတိပင်ပွင့်တယ်အတုရနတ်ဘုံကြတော့သခုတ်ပင်ပွင့်တယ်ဒီပြင်ချိန်မှာတော့ပင်လယ်ကျမ်းပြင်အောက်မှာနေကြတဲ့အတုရဘုံကနတ်တွေကအရက်မူးပြေလို့ကြီးလိုက်တဲ့အခါမှာသူတို့ဘုံလို့ပဲထင်တယ်သို့တော့သခုတ်ပင်ပွင့်တဲ့အခါကျတော့မှခါတိုင်းပွင့်နေကြကတိပင်မဟုတ်ပါလားဆိုတာသူတို့တတိထားတယ်တာဝရိန္ဒနတ်ပြည်မှာသူတို့နေတဲ့နေရာကငကိုယ်တော့ကတိပင်ပွင့်တာဟုတ်အဲ့သခုတ်ပင်ပွင့်တဲ့အခါမဟုတ်မှန်းသိတဲ့အခါကျတော့တို့တော့လှီစားခံရပြီမောင်းထုတ်ခံရပြီဆိုမကြေမချမ်းနိုင်တဲ့တာဝရိန္ဒနတ်ပြည်တက်ပြီးတော့စစ်တိုက်တယ်ဆိုတာရှိတယ်အလုံးသိကြလိုက်မယ်ပရိတ်ကြီး17တုပ်ထဲမှာတစ်ဆက်ကတုပ်ဆိုတာရှိတယ်တရားမင်းကြီးကလည်းပဲစစ်တိုက်ထွက်နေရတယ်အမြဲတမ်းအတုရာတွေကနေစစ်လာတိုက်တဲ့အခါမှာတာဝရိန္ဒနတ်တွေမကြောက်အောင်တရားမင်းကြီးကအားပေးတဲ့စကားအနေနဲ့အဲ့ဒါကိုစံနမူနာယူပြီးတော့မြတ်စွာဘုရားကဟောတဲ့တုပ်ကိုတစ်ဆက်ကအောင်တကောင်အလံပြားလို့ဆိုတဲ့အဓိပ္ပာယ်နဲ့တစ်ဆက်ကတုပ်ကိုဟောတာရှိတယ်ပေါ့အဲ့ဒီမှာတခါတော့တရားမင်းကြီးကတာဝရိန္ဒနတ်ပြည်ကိုရောက်လာတဲ့ဝေပစိတ္တိအတုရမင်းကိုမြင့်မြင့်ချင်းဖမ်းလိုက်တယ်ဖမ်းတယ်ဆိုတာစိတ်နဲ့ပဲဖမ်းလိုက်တာဖမ်းလိုက်တဲ့အခါကျတော့ခြေနှစ်ဖက်လက်နှစ်ဖက်ခေါင်းကျွတ်ချီပြီးသားဖြစ်သွားအဲ့ဒါလို့ခြီထားပြီးတော့အဲ့ဒီဝေပစိတ္တိအတုရာကိုသူရမနတ်တပင်အဝင်အထွက်လမ်းမှာအဝင်အထွက်နေရာလေးမှာသူ့ကိုခြိနှောင်ထားတယ်ပေါ့တရားမင်းကြီးကကိစ္စဝိစ္စရှိလို့သူဓမ္မနတ်တပင်နဲ့ဝင်လိုက်ထွက်လိုက်လုပ်တဲ့အခါမှာတရားမင်းမြင်တိုင်းအဲ့ဒီဝေပစိတ္တိအတုရနာမင်းကဆဲတယ်ဘလောက်ဆဲတရားမင်းကြီးကမတုံ့ပြန်မကြားကြအောင်ပဲဆောင်သွားဘယ်တော့မှမတုံ့ပြန်
ဂျာမင်းကြီးကမတုံ့ပြန်တော့နောက်ကလိုက်လာတဲ့မာတလီကအားမလို့အားမရဖြစ်တယ်စောစောကားကဒီလောက်ဆဲနေတာဘာဖြစ်လို့မတုံ့ပြန်ရလဲမှတ်လောက်သားလောက်အောင်ဒီလိုအပြစ်ပေးဖို့ကောင်းတယ်ပေါ့ဒီ website တွေတူတာအပြစ်ပေးဖို့ကောင်းတယ်ဂျာမင်းကြီးကဘာပြန်ပြောတာတော့ဆိုအေးငါအခုသူမတုံ့ပြန်မဲနေတာဟာအပြစ်ပေးနေတာပဲဒီအပြစ်ပေးနေကအလွန်ယဉ်ကျေးတဲ့အပြစ်ပေးနေသူ့ကိုငါပြန်မပြောတာဒီပဲနဲ့သူ့ကိုငါဆုံးမနေတာတဲ့အဲ့လိုပြန်ပြောမှုတဲ့အဲ့ဒီတုတ်တန်ကတန်ရုပ်မှာဒီတဲ့ပို့ပြီးတော့ပြည့်ပြည့်စုံစုံပါတာရှိဒီနေရာမှာမတုံ့ပြန်မှုနဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားဟောထားတဲ့သုတ်တန်လေးတစ်ခုကအလွန်မှတ်သားစရာကောင်းတယ်ပေါ့။နာယုပါဠိတော်ထဲမှာအကောသကပါရဒဝါစသုတ်တန်ဆိုတာရှိတယ်။ဗြဟ္မဏတွေဆိုတာမြတ်စွာဘုရားနဲ့အမြဲတမ်းဆန့်ကျင်ပဲလုပ်ကြ။ဆန့်ကျင်ပဲလုပ်။ဘာလို့လဲဆိုအိန္ဒိယနိုင်ငံမှာသမဏနဲ့ဗြဟ္မဏနဲ့သမဏဆိုတာဘာသာရေးဒီနှစ်ခုကဟောလာတာရှိပထမဆုံးကဗြဟ္မဏတွေကဘာသာရေးကိုဥဆောင်နေတာနောက်ပိုင်းမှာဒီဗြဟ္မဏတွေဥဆောင်လာတဲ့အခါဗြဟ္မဏတွေကလောဘတွေကြီးပြီးတော့စီးပွားဥစ္စာတွေစုလာလို့ကိုချင်းတရားတွေပြက်ပြားလာတဲ့အခါသမဏဆိုတဲ့အစုတစ်ခုပေါ်လာမြတ်စွာဘုရားကသမဏအုပ်စုထဲမှာပါတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဗြဟ္မဏတွေကဒီနောက်မှာပေါ်လာတဲ့သမဏတွေကိုကျင့်တတ်မှုမရှိကြဘူးကျင့်တတ်ဘူးအမြဲတမ်းအပြစ်မြင်နေတယ်ပေါ့ဒီနေ့တော့ဗြဟ္မဏတယောက်ဟာဗုဒ္ဓဘာသာဖြစ်သွားပြီးသမဏအဖြစ်ကူးပြောင်းသွားအဲ့ဒီလိုကူးပြောင်းသွားတာကိုမကျင့်တတ်တဲ့သူ့ညီတယောက်ကလာပြီးတော့မြတ်စွာဘုရားကိုဆဲတာတော်မှနိမ့်နာနာဆဲတာပေါ့အဲ့ဒါလို့ဆဲတာကိုမြတ်စွာဘုရားကအပြုံးမပြတ်နားထောင်နေတယ်ဆဲလို့လည်းပြီးရောမြတ်စွာဘုရားကဥပမာလေးတစ်ခုပြောပြငါဥပမာတစ်ခုပြောမယ်တဲ့မင်းအိမ်ကိုမိတ်ဆွေတင်ကားတွေလာတဲ့အခါမှာတဲ့မုတ်ပဲတည်စားနဲ့မင်းအဲ့ခံဘူးလားအဲ့ခံအဲ့ဒီအဲ့ခံတဲ့ဟာကိုမိတ်ဆွေတင်ကားကနေစားသုံးမသွားဘူးဆိုရင်အဲ့ဒီမုတ်ပဲတည်စားတွေကဘယ်သူမှမလဲလို့ဆိုသူမစားရင်တော့ကိုဟာပဲပေါ့အေးအဲ့ဒီတိုင်းပဲမင်းကငါ့ကိုဆဲရည်ချင်းဖြင့်အခန္ဓာငါလက်မခံဘူးလို့တဲ့ဆဲတာတွေကမင်းဟာတွေပဲလို့ဒီလိုပြောအဲ့တော့ဒီအိဗယ်ကစဉ်းစားကြည့်ရင်အလွန်လေးနဲ့တာပေါ့လူတယောက်ကကိုယ်လာဆဲလို့ကိုကဒေါသနဲ့တုံ့ပြန်ရင်အတိမတ်ပြရရောက်တယ်ဒေါသနဲ့မတုံ့ပြန်မဲနဲ့အမှတ်မထားပဲနဲ့နေလိုက်တယ်ခန္တီမေတ္တာနဲ့နေလိုက်တယ်ဆိုရင်ကိုကသူ့ကိုအတိမတ်မပြုရရောက်လက်မခံရရောက်တယ်စိတ်ဆိုးလိုက်ရင်လက်ခံစိတ်မဆိုးဘူးဆိုရင်လက်မခံအဲ့ဒါကြောင့်မို့လို့ရသော်ဘုရားကမင်းရဲ့ဆဲရဲမှုတွေတခုမှငါလက်မခံဘူးတဲ့လက်မခံတဲ့လက်ဆောင်သူများပေးပြီပဲလို့လက်မခံတဲ့လက်ဆောင်ဒါကြောင့်မို့ကိုယ့်ကိုလာဆဲလို့ရှိရင်ဟုတ်လားပြန်ပြီးတော့မတုံ့ပြန်မဲ့နဲ့နေလို့ရှိရင်ဒါသူပေးလာတဲ့လက်ဆောင်ကိုကိုလက်မခံတာပဲတုံ့ပြန်လိုက်ပဲဆိုလို့ရှိရင်သူပေးတဲ့လက်ဆောင်ကိုကိုကလက်ခံရရောက်သွားတယ်အဲ့ဒါလို့ရှင်းပြလိုက်တဲ့အခါကျတော့ဒီပုံနာကသဘောကျသွားပြီးတော့ဒီဗြဟ္မဏသူကိုယ်တိုင်ပဲဘုရားဘာသာဖြစ်ကူးပြောင်းပြီးတော့ယဟန်ဖြစ်သွားဟောဒီနေရာမှာလည်းပဲနိုင်လိုက်တာကဘယ်သူလဲရှုံးလိုက်တာကဘယ်သူလဲအနိုင်ရှုံးတွေကိုကြည့်လို့ရပေါ့နော်ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့ဤစနစ်ကအနိုင်ရှုံးဆိုတဲ့နေရာမှာတန်လျာနဲ့ခြီးပြီးတော့ဓမ္မအမြင်နဲ့ကြည့်တဲ့အခါတန်လျာနဲ့ခြီးပြီးတော့ကြည့်တာအမြဲတမ်းနိုင်တာတခဏလေးမှနိုင်လိုက်တယ်လို့ထင်ရတော့လေတစ်ဖက်သားကအရှုံးကြီးရှုံးသွားတယ်လို့ဒီလိုမှတ်ရမှာပေါ့အဲ့ဒါကြောင့်မလို့ဒီဒေသနာတော်ရတရားချစ်ခင်သူတော်စင်ပြိဿတ်တို့မိမိတို့ကိုယ်တိုင်ဒီလိုဒေါသထွက်เสียဒေါသနဲ့
မိမိတို့ပေါ်မှာစော်ကားလာသူတွေ့လို့ရှိရင်တို့တွေဟာအနိုင်ယူမှလားအရှုံးပေးမှလားဒါပဲပေါ့နော်ဒေါသနဲ့တုံ့ပြန်လို့ရှိရင်ရှုံးပေးတာပဲခန္တီမေတ္တာနဲ့တုံ့ပြန်လို့ရှိရင်အနိုင်ယူတာပဲဟောလောကအမြင်နဲ့ဆန့်ကျင်ပြီးတော့ဓမ္မအမြင်ကနိုင်သူနဲ့ရှုံးသူဒီလိုကွဲပြားခြားနာတယ်တဲ့ကဲနောက်တစ်ခုအကောဒိနစိနေကောဒအတ္တထုံတာထုနံစိနေလောကလူတွေဟာလူတိုင်းအကောင်းမဟုတ်ဘူးမကောင်းတာလုပ်ကြတယ်မကောင်းဘူးကိုယ့်ပေါ်မကောင်းဘူးသူ့ပေါ်မကောင်းဘူးဒီလိုအပြင်အမေပေါ်မကောင်းဘူးအဖေပေါ်မကောင်းဘူးဆိုတာလည်းရှိတယ်အဲ့ဒါလို့မကောင်းဘူးဆိုတာခြုံငုံပြီးတော့ပြောတာပေါ့အမေပေါ်မကောင်းဘူးအဖေပေါ်မကောင်းဘူးညီကောင်မောင်နှမတွေပေါ်မကောင်းဘူးမိတ်ဆွေသင်္ကားတွေပေါ်မှာမကောင်းဘူးဆိုတဲ့အဲ့ဒီမကောင်းတဲ့အမှုရာတွေနဲ့ဆက်ဆံလာတဲ့မကောင်းတာတွေကိုလှုပ်လာတဲ့ပုဂ္ဂိုလ်တယောက်ကိုကကောင်းတာလုပ်ပြီးတော့နေရမယ်သူမကောင်းတာလုပ်တာမျိုးကိုလိုက်ပြီးတော့မတွေ့ရဘူးမကောင်းတာကိုမကောင်းတာနဲ့မတုံ့ပြန်ရဘူးမကောင်းတာကိုကကောင်းတာနဲ့တုံ့ပြန်ရမယ်အဲ့တော့မကောင်းတာကိုကမကောင်းတာနဲ့တုံ့ပြန်မယ်ဆိုလို့ရှိရင်ကအနိုင်မရဘူးကိုပဲရှုံးတယ်ဒီမကောင်းတာကိုကောင်းတာနဲ့ပြန်ပြီးတော့တုံ့ပြန်မယ်ဆိုလို့ရှိရင်တော့ကအနိုင်ရတယ်လို့ဒီလိုပြောတယ်မြတ်စွာဘုရားကမကောင်းသူကိုမိမိကိုယ်တိုင်ကကောင်းခြင်းဖြစ်သူ့ပေါ်မှာကောင်းခြင်းဖြစ်ကနေပြီးတော့အနိုင်ယူပါဒီမကောင်းတဲ့ပုဂ္ဂိုလ်ကိုကကောင်းလိုက်တဲ့ဖြင့်အနိုင်ယူတာမှာကြည့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒေဝရနဲ့ဆက်ဆံတဲ့အခါဒေဝရဟာဘုရားပေါ်မှာအမြဲတမ်းမကောင်းတာတန်တရားကလေးကမြတ်စွာဘုရားပေါ်မှာကောင်းခဲ့တယ်လို့မရှိအမြဲတမ်းဒုက္ခပေးတယ်ဘုရားဖြစ်တဲ့ဘဝမှာလည်းပဲဘုရားပေါ်မှာမကောင်းတာတွေကြီးပဲလုပ်အဲ့ဒါလို့မြတ်စွာဘုရားပေါ်မှာအမြဲတမ်းမကောင်းပေမဲ့လို့ဘုရားကဒေဝရပေါ်မှာအမြဲတမ်းကောင်းခဲ့ကောင်းတာတော့မလို့ကြည့်လေဒေဝရအာသနာပေါင်းဝင်နေဆိုသင်္ကန်းဝတ်ပေးတယ်တရားဓမ္မတွေဟောပေးတယ်သမထကျင့်စဉ်လေးတွေပေးတယ်ဟောမြတ်စွာဘုရားကြီးကသင်ကြားပြီးတော့ဒေဝရဟာဇံပင်ရှင်တွေရသည့်ထီအောင်ဖြစ်သွားတယ်ဘုရားကောင်းတယ်ဆုံးမစရာရှိတယ်ဆုံးမတယ်ဒါဘုရားကောင်းနေတာဒေဝရကမကောင်းတာတွေကိုမြတ်စွာဘုရားကကောင်းတဲ့နည်းနဲ့ပဲဆက်ဆံအဲ့တော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒေဝရသာသနာပေါင်းဝင်လာတဲ့အချိန်ကစပြီးတော့တဖြည်းဖြည်းနဲ့မြတ်စွာဘုရားကိုဒုက္ခပေးလာလိုက်တာဘုရားကတက်တော်82နှစ်အရွယ်တက်တော်ကြီးလာပြီ82နှစ်အရွယ်ရောက်လာတဲ့အခါဒေဝရကမြတ်စွာဘုရားကိုဒုက္ခပေးတာဘုရားကတက်တော်82နှစ်မှာဒုက္ခပေးတယ်ဘာဖြစ်လို့လဲဆိုအဇာတတနန်းတက်တာဘုရားပြိဋိဘံမဆန်ခင်8နှစ်အလိုမှာနန်းတက်တာဟုတ်အဲ့ဒီတော့မြတ်စွာဘုရားရဲ့အသက်ဟာ82နှစ်ရှိဟုတ်82နှစ်ရဲ့နောက်ပိုင်းကျမှဒေဝရရဲ့ဒုက္ခပေးမှုတွေကိုခံရလောက်တိအောင်ဒုက္ခပေးလဲဆိုရင်အဇာတတနဲ့ပေါင်းပြီးတော့လေသမားဆိုတဲ့လူသားသမားတွေကိုဆစ်လွတ်တယ်ဘုရားကိုလှုပ်ကြံတပ်ဖြတ်ဖို့ကြိုးစားတယ်မအောင်မြင်ခဲ့ဘူးနောက်တစ်ခါနာလာဂီရိဆင်ကြီးကိုရက်တွေမူးနေအောင်တက်ပြီးတော့ဘုရားကြွလာတဲ့လမ်းမှာလွတ်တဲ့ဆင်ထိုးပြီးတော့ဆင်ထိုးသက်ခံရအောင်လို့လုပ်တယ်ဒုက္ခပေးခဲ့တယ်ဒါလည်းမအောင်ခဲ့ဘူးနောက်ဆုံးကြတော့ဒီလိုလုပ်ရက်တွေမအောင်တဲ့အခါကျတော့သူကိုယ်တိုင်လုပ်မယ်လို့ဆိုပြီးကိစ္စကုတ်တောင်ဆောင်ကနေပြီးကြောင်ပေါင်းဆင်ပြီးတော့မြတ်စွာဘုရားဈဉ္ဉံလျှောက်နေတဲ့အချိန်ကြောက်တုံးနဲ့လှိမ့်ချပြီးတော့ဒီခါလဲအစတ္တသိအောင်ကြံတယ်အဲ့ဒီအချိန်မှာအမတန်ကြီးမားတဲ့ကြောက်တုံးတတုံးကနေပြီးတော့အပေါ်လိမ့်ဆင်းလာတဲ့ကြောက်တုံးကအမတန်ကြီးမားတဲ့ကြောက်တုံးတစ်ခုကိုဝင်တိုက်ပြီးတော့ကြောက်ဖက်ကလေးတစ်ခုကမြတ်စွာဘုရားချီမအောင်သွားမှန်းပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားအမတန်မှကာယိကဒုက္ခနာကျင်တဲ့ဆင်းရဲတစ်ခုရလမ်းမလျှောက်နိုင်ဘူးတန်ဃာတော်အရှင်မြတ်တွေကပြေးလာပြီးတော့ထမ်းစင်နဲ့ထမ်းပြီးမြတ်စွာဘုရား
ဇီဝကရဲ့တည်းဥယျာဉ်ကျောင်းဘက်ကိုပင့်ခေါ်သွားကြအဲ့ဒီအခြေအနေမျိုးရောက်အောင်ဒီဝရဘုရားပေါ်မှာဆိုးခဲ့သို့တော်မြတ်စွာဘုရားကတော့ဒီဝရပေါ်မှာအမြဲတမ်းကောင်းတယ်ဆုံးမစရာရှိရင်ဆုံးမတယ်တတိပေးစရာရှိတတိပေးတယ်နောက်ဆုံးကြတော့ဒီဝရသူ့ရဲ့မှားတာတွေကိုနောက်ဆုံးမှာမြတ်စွာဘုရားရဲ့ကောင်းတာတွေကိုအာရုံပြုပြီးငါကသာဆိုးတာတရားကငါပေါ်မှာအမတန်ကောင်းတယ်နောက်ဆုံးဒီဝရကြီးကမကြမ်းမမာဖြစ်လာဘယ်အခါမှမကြမ်းမမာဖြစ်တယ်ဆိုတန်ခါသိမ်းခွဲပြီးတော့ခေါ်သွားတယ်ရဟန်း900ပါသွားတယ်ဒီဝရနဲ့အဲ့လိုပါသွားတဲ့အခါကျတော့မြတ်စွာဘုရားကဒီလိုဓမ္မနဲ့မကျွမ်းကျင်တဲ့ကိုတော်လေးတွေဒုက္ခရောက်လိမ့်မယ်သာရိပုတ္တရာမောဂလန်တို့လိုက်ပြီးတော့ဒီကိုတော်လေးတွေကိုဖြောင်းပြပြီးနားချပြီးပြန်ခေါ်ကြလို့ဆိုပြီးရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်လွတ်လိုက်ပြီးတော့ရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်ကြွလာတဲ့အခါမှာဒီဝရကဝန္တာတယ်ကြည့်တယ်ငါလမ်းစဉ်မှန်လို့ဘောရမဘုရားရဲ့တပည့်ကြီးနှစ်ပါးတော့ငါနောက်လိုက်လာပြီပေါ့ဒီလိုထင်တာသူကနော်အဲ့လိုထင်ပြီးတော့ရှင်သာရိပုတ္တရာကိုလက်ရရန်ကထားတယ်ရှင်မောဂလန်ကိုလက်ဝဲဘက်ကထားပြီးတော့သံဃာတွေကိုတရားဟောနောက်ဆုံးဒီဝရအနားယူတဲ့ချိန်မှာရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ကတရားဟောလိုက်တဲ့အခါဘုဂ္ဂရောတွေအမှန်တရားသိပြီးနောက်ဆုံးမှာတရားတို့မြတ်ရလို့အဲ့ဒီပုဂ္ဂိုလ်တွေအကုန်လုံးပြန်ခေါ်သွားဒီဝရတယောက်ပဲကျန်တော့သူ့ဖွဲ့တယ်အဲ့ဒီအချိန်ကျမှသူကစိတ်နှလုံးဟာပူလောင်သွားတယ်သူ့နောက်လိုက်နောက်ပါမရှိတော့ဘူးပူလောင်သွားတဲ့အခါစိတ်နှလုံးပူလောင်သည့်အတွက်နှလုံးသွေးတွေကသွေးတွေနှလုံးထဲကသွေးတွေနှလုံးရဲ့အပူကြောင့်ရှံပြီးတော့သွေးအံတဲ့အနေထားရောက်သွားအဲ့ဒီလိုသွေးအံပြီးတော့မမာမကျန်းဖြစ်တဲ့အခါကျတော့သူစဉ်းစားတယ်မြတ်စွာဘုရားဟာသူ့ပေါ်မှာသိကောင်းလောကသမီးကသူကအဆိုးတွေကြီးပဲဆိုတာသူနောင်တရလာလို့မြတ်စွာဘုရားကိုဝန်ချခြင်းနဲ့နောက်ဆုံးတွေ့ခြင်းပါတယ်ဆိုပြီးတော့အတင်းအကျပ်ပို့ခိုင်းလို့မြတ်စွာဘုရားသတင်းသုံးတဲ့ဇေရုံအကြောင်းဘက်ကိုထမ်းစင်ကြီးနဲ့ထမ်းပြီးတော့သူ့ကိုခေါ်လာခဲ့ရတယ်နောက်ဆုံးကြတော့ဇေရုံအကြောင်းသားကဇေရုံရေကန်ကြီးအနီးနားမှာထမ်းစင်ပေါ်ကနေခဏထိုင်ပြီးတော့အပန်းဖြေဖို့ခြေထောက်ကလေးရေကြီးပေါ်နင်းလိုက်တဲ့အချိန်မှာရေကြီးကြုံပြီးတော့ဒေဝရဟာမြေမြုပ်သွားတယ်ဆိုတာပဲအဖြစ်တော်လုံးဆိုရင်သူလှုပ်ထားတဲ့လောက်ရတွေနဲ့မြတ်စွာဘုရားကိုပြန်တွေးဖို့ဆိုတာမဖြစ်နိုင်တော့ဘူးသို့တော့သူဟာအဲ့ဒီအချိန်မှာမိုက်မားတဲ့နောင်တကိုတော့သူရထားပြီသူဆိုတာဘုရားကမဆိုးဘူးဆိုတာသိတယ်ကဲဒီကိစ္စမှာကြည့်မယ်ဆိုရင်မြတ်စွာဘုရားကပထမပိုင်းမှာဆိုလို့ရှိရင်ဒေဝရကအနိုင်ရနေတယ်လို့ရှိတယ်ဘုရားကိုဒုက္ခအမျိုးမျိုးပေးနေမြတ်စွာဘုရားကဒီဝရကိုအကောင်းနဲ့သာတုံ့ပြန်တယ်အဆိုးနဲ့မတုံ့ပြန်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကရှုံးနေတယ်လို့ရှိတယ်လောကအမြင်နဲ့ကြည့်မယ်ဆိုသို့တော့နောက်ဆုံးမှာအနိုင်ရလိုက်တာကမြတ်စွာဘုရားပဲရှုံးသွားတာကဒေဝရနောက်ဆုံးမှာဒေဝရဟာတဏှာမှာဘယ်လောက်ထိအောင်ဆုံးသွားတယ်ဆိုလို့ရှိရင်ကြည့်လေဘဝဇတ်မှာမြေမျိုးချင်းဖြင့်လည်းအဆုံးသတ်ရတယ်အဝိဇ္ဇငရဲမှာမြတ်စွာဘုရားကိုစော်ကားခဲ့တဲ့အပြစ်ဒဏ်တွေကိုခံနေရတာဒီကဘာပတ်လုံးဗဒ္ဒကဘာကုံဆုံးသည့်ထိအောင်ငရဲမှာခံနေရရှာမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဒေဝရဟာတကယ်ရှုံးသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကမကောင်းတဲ့ပုဂ္ဂိုလ်ကိုမကောင်းတဲ့နဲ့မတုံ့ပြန်နဲ့ကောင်းတာနဲ့ပဲတုံ့ပြန်ပြီးတော့အနိုင်ယူပါလို့ဒီလိုဟောတာနော်နောက်တစ်ခုကစိနေခတရိယဒါနေနနှမျောတဲ့ပုဂ္ဂိုလ်ကိုမိမိကပေးကမ်းစွန့်ကြဲခြင်းဖြင့်အနိုင်ယူပါတဲ့နှမျောတဲ့ပုဂ္ဂိုလ်ရဲ့စွန့်ကြဲပေးကမ်းတတ်တဲ့ပုဂ္ဂိုလ်ရဲ့ဘယ်သူကနိုင်လို့ဘယ်သူကရှုံးတာလဲအနိုင်အရှုံးကိုတွက်ကြည့်ရဒီနေရာမှာခတရိယဆိုတဲ့စကားလုံးကဘယ်လိုပုဂ္ဂိုလ်မျိုးလဲ
နှမျောတဲ့ပုဂ္ဂိုလ်ဆိုတာကတရိယဆိုတာထထမစ္စရိတကယ်ကိုပြင်းထန်တဲ့မစ္စရိယစိတ်မစ္စရိယကြီးမားတဲ့ပုဂ္ဂိုလ်တယောက်ကိုကတရိယလို့ခေါ်တယ်မစ္စရိယနဲ့ကတရိယဘယ်လိုကွာတယ်လဲလို့ဆိုရင်ဒီနှမျောဝန်တိုတတ်တဲ့မစ္ဆေဒပုဂ္ဂိုလ်ဟာကိုယ်ပစ္စည်းသာကိုနှမျောတာဘယ်တော့မှလူမဲ့တမ်းမဲ့မဟုတ်ဘူးရလာတဲ့အခွင့်အရေးကိုယ်သာခံစားခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးကတရိယကြတော့အဲ့လိုမဟုတ်ဘူးကိုယ်ဟာလည်းမလှူဘူးသူများလှူလို့ရှိရင်လည်းပဲသွားပြီးတော့တားမြစ်တယ်ကတရိယဆိုတဲ့ပုဂ္ဂိုလ်ကသူများလှူတာတော့မလှူနဲ့လို့လုပ်ချင်တဲ့ပုဂ္ဂိုလ်မစ္ဆေဒစိတ်ရှိတဲ့ပုဂ္ဂိုလ်ကကိုယ်တိုင်းသာမလှူတာသူများလှူတာကိုသူမပြောဘူးကတရိယဆိုတဲ့ပုဂ္ဂိုလ်ကြတော့အဲ့လိုမဟုတ်ဘူးသူများလှူတာကိုပဲမလှူရအောင်ဟန်တားတတ်တဲ့ပုဂ္ဂိုလ်မျိုးသူကပိုပြင်းထန်အဲ့ဒါလို့ပိုပြင်းထန်တဲ့မစ္စရိယစိတ်ရှိတဲ့ပုဂ္ဂိုလ်ကိုတွေးကန်းစွန့်ကြဲခြင်းဖြစ်လာရင်သူ့ကိုအနံ့ရနိုင်တယ်လို့အနံ့ယူနီးကကိုမြတ်စွာဘုရားသူလိုဟောဒါကပစ္စုပန်ဘဝအနံ့ရပုံပဲသံဃာမှာအနံ့ရပုံကိုကြည့်မယ်ဆိုလို့ရှိရင်နှမျောဝန်တိုးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာမှမလှူဘူးဘာမှမလှူသည့်အတွက်ကြောင့်တဏှာမှာလူဖြစ်လို့ရှိရင်ဘယ်တော့မှပြည့်ပြည့်စုံစုံမရဘူးတဲ့ဆင်းရဲမွဲတေတဲ့ဘဝမှာလူဖြစ်ရတယ်ဆင်းရဲမွဲတေတဲ့ဘဝမှာလူဖြစ်ရတယ်အဲ့ဒါလို့မပြည့်မစုံဆင်းရဲတဲ့မွဲတေဘဝမှာလူဖြစ်ဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကြတော့အစသာအရာရာပြည့်စုံတယ်။ဩဒါနရှိတဲ့လူနဲ့မရှိတဲ့လူဘဝတန်လျာခီးသွားတဲ့အခါမှာအလွန်ပဲကွာခြားတယ်။အဲ့ဒါကိုကြည့်မယ်ဆိုရင်ဒါနမရှိတဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်ဟာအရှုံးသမားပဲ။ဒါနရှိတဲ့ပုဂ္ဂိုလ်ဟာအနိုင်ရတဲ့ပုဂ္ဂိုလ်ပဲ။ကြည့်လေကသဗ္ဗမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကတငယ်ချင်းရဟန်းတော်နှစ်ပါးရှိတယ်။သုမနသုတ်တံမှာလာတဲ့တငယ်ချင်းယဟန်နှစ်ပါးတပါးကဝိပဿနာတရားအထုတ်တယ်ဒါနကောင်းမှုလုပ်เสียမလိုဘူးဝိပဿနာအကျင့်မယ်ဆိုတဲ့ပုဂ္ဂိုလ်ကတပါးကတော့ဘုန်းကြီးဖြစ်ပေမဲ့လို့ဒါနကောင်းမှုဆိုတာလုပ်တဲ့နဲ့တာရဏိယကျင့်ဝတ်ဆိုတာဖြည့်တဲ့နဲ့လို့ယူဆပြီးတော့ကိုရလာတဲ့ဆွမ်းသင်္ကန်းရင်းသုံးပေါ်တွေကိုမျှဝေလှူဒန်းတတ်တဲ့အလေးထားရှိတယ်ပေါ့ကိုတပါးကတော့ဘယ်သူမှလှူစရာမလိုဘူးတရားကျင့်မှုကအဓိကခုခဲ့လို့ဆိုဒါနတန်လျာရှိတယ်လို့ပြောတဲ့ဖြစ်ချင်းဖြစ်နော်လှူစရာမလိုဘူးဆိုပြီးတော့အဲ့လိုနေတဲ့ပုဂ္ဂိုလ်တကယ်ချင်းနှစ်ပါးတပါးနဲ့တပါးပြောလို့မရဘူးဟိုပုဂ္ဂိုလ်ကလည်းဝိပဿနာလုပ်ရင်ပြီးတော့လှူစရာမလိုဟိုတစ်ပါးကလည်းမဟုတ်ဘူးလုပ်တဲ့နေဒါနဆိုတာလုပ်တဲ့အဲ့တော့ကိုကြိုက်တာကိုလုပ်ပြီးတော့တန်တရားခရီးကိုသွားကြတဲ့အခါအဲ့ဒီကသဗ္ဗမြတ်စွာဘုရားလက်ထက်ကယဟန်ဘဝကသုတေသွားတဲ့ကျန်တော်မူသွားတဲ့အခါမှာနတ်ပြည်သွားဖြစ်တယ်နတ်ပြည်သွားဖြစ်တဲ့အခါဟိုဝိပဿနာအကျင့်သာကျင့်ပြီးတော့ဒါနမလှူတဲ့ကိုတော်ကနတ်ပြည်ဖြစ်လင့်ကြစားသူကဟိုပုဂ္ဂိုလ်ရဲ့အဆင့်တန်းကိုမမီဘူးဒါနကောင်းမှုရှိတဲ့ကိုတော်ကဖြစ်လာတဲ့နတ်ကြတော့အသက်လည်းပိုရှိတယ်အဆင်းလည်းပိုလာတယ်ချမ်းသာဒုက္ခလည်းပိုကြီးတယ်နော်ချမ်းသာဒုက္ခလည်းပိုကြီးတယ်ခွန်အားဝလလည်းပိုကြီးတယ်အစိုးရမှုကလည်းပိုကြီးတယ်နတ်၌ဖြစ်သောအဆင်းအတန်အနတ်အရသာတွေကလည်းဟိုပုဂ္ဂိုလ်တော်ရဲ့တာတယ်ကျန်တဲ့ဒါနကောင်းမှုမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကအစစအရာရာနှိမ့်ကြတယ်အဲ့ဒီမှာလည်းပဲသူကရှုံးသွားပြန်တယ်တန်တရားမှာသူကအရှုံးနဲ့တွေ့ရပြန်အဲ့ဒီနတ်ပြည်ကနေပြီးတော့လူပြည်ရောက်လာတဲ့အခါမှာဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကဘုရင်ရဲ့သားလာဖြစ်တယ်ဒါနကောင်းမှုမပြုခဲ့တဲ့ကိုယ်တော်ကအထိန်တော်ရဲ့သားလာဖြစ်တယ်ဒီမှာလည်းရှုံးသွားပြန်ပြီပေါ့ရှုံးသွားပြန်အဲ့ဒီလိုဒီအနိုင်အရှုံးဆိုတာကောင်းတာလုပ်တာနဲ့မကောင်းတာလုပ်တာဌာနရှိတာနဲ့မရှိတာနိုင်လူနဲ့ရှုံးသူဒီပစ္စုပန်ဘဝတည်းမဟုတ်ဘူးတန်လျာမှာပဲကြည့်လိုက်တယ်ဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်ကရှုံးနေတယ်ဌာနရှိတဲ့ပုဂ္ဂိုလ်ကအနိုင်ရနေတယ်
ဒီလိုအနိုင်ရှုံးဆိုတာတွေ့လို့ရတယ်ပေါ့နောက်တစ်ခုကတော့သစ္စေနာလိကဝါဒိနာရသော်ဗျာကအလိကဝါဒီဘယ်တော့မှမှန်မှန်ကန်ကန်မပြောဘူးမဟုတ်တာမမှန်တာကိုအမြဲပြောတဲ့ပုဂ္ဂိုလ်မျိုးကိုသစ္စေနာမိမိကမှန်တာကိုသာပြောခြင်းနဲ့အနိုင်ယူပါဆိုလိုတာကလိန်တတ်တဲ့လူကိုမလိန်မဲနဲ့ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောခြင်းဖြင့်အနိုင်ယူရမယ်ဒါပိဿုပန်ဘဝမှာအနိုင်ယူပုံကိုပြောတာဘလောက်လိန်လိန်ကိုကမှန်တာပဲပြောတယ်အဲ့တော့မှန်တာပြောလို့မှန်တာပြောတဲ့လူကဒုက္ခရောက်ချင်ရောက်သွားမယ်လိန်တဲ့ပုဂ္ဂိုလ်ကထက်တန်းရောက်ချင်လည်းရောက်သွားမယ်ပေါ့လောကီလူတွေရဲ့အမြင်ကိုကြည့်မယ်ဆိုရင်မလိန်လို့နေရတဲ့ကမှန်မှန်ကန်ကန်ပြောလို့ဒီကောင်ဒုက္ခရောက်တာမကြည်ပွားတာလို့ပြောလိုက်တယ်ဘုလူကတော့လိန်ပြီးတော့ပစ္စုပန်ဘဝမှာကြည်ပွားတိုးတက်နေတာရှိနိုင်တယ်ပေါ့နော်အဲ့တော့အနိုင်ရှုံးဟာလိန်တဲ့ပုဂ္ဂိုလ်ကနိုင်နေတဲ့အောင်ရောရှိတယ်အဲ့ဒါမျိုးတွေ့လို့ရှိမှန်မှန်ကန်ကန်ပြောတဲ့ပုဂ္ဂိုလ်ကအရှုံးသမားဖြစ်နေကြတယ်သို့တော့တန်တရာနဲ့ကြည့်လိုက်ဓမ္မအမြင်ရှုထောင့်ကကြည့်ပဲဆိုလို့ရှိရင်လိန်တဲ့ပုဂ္ဂိုလ်ဒီဘလောက်ထိအောင်သူကနှိမ့်ကျသွားတော့ဆိုရသော်ဘုရားကဟောထားတဲ့ဧကံတမံအတိတတမုဒဝါဒိဋ္ဌဇန္တုနောဝိဋိဏပရလောကတနတ္ထိပပံအကရိယံမင်္ဂမှုဆိုတဲ့မင်္ဂစွာပြောဆိုမှုဆိုတဲ့ဝစီသစ္စာတရားတစ်ခုကိုကြော်လွန်ပြီးတော့လိန်ညာပြောဆိုတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့သူမလုပ်တဲ့အကုသိုလ်ဆိုတာမရှိဘူးအဲ့တော့လူလိန်တယောက်ရဲ့တဏ္ဍာမှာအကုသိုလ်မျိုးစုံဝင်နေတယ်လို့ဒီလိုပြောအကုသိုလ်တွေဝင်လာတယ်ဆိုကြတဲ့ဒီပုဂ္ဂိုလ်ကဆုတ်ယုတ်ဖို့ပဲမှန်မှန်ကန်ကန်ပြောတဲ့ပုဂ္ဂိုလ်တယောက်ဟာအကုသိုလ်ဘယ်တော့မှမလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ဒါကြောင့်မို့လို့အကုသိုလ်တွေရဲ့လွန်မိုးခံရတဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်ကဘယ်ပို့လဲဆိုရင်ယေကေစီအကုသလာဓမ္မတဗ္ဗေတိအဒောဘာခင်ကမနိယာတဲ့အကုသိုလ်မှန်သမျှအောက်ဆွဲချတာပဲကုသိုလ်မှန်သမျှအထက်ကိုမတင်တယ်အဲ့တော့အကုသိုလ်တွေလွန်မိုးနှိမ့်ဆက်မှုခံရတဲ့လိန်လီတတ်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့တဏ္ဍာမှာအကုသိုလ်တွေလွန်မိုးနေသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ရဲ့တဏ္ဍာဟာကြည့်လိုက်ပဲဆိုရင်အောက်တန်းနောက်တန်းကြတဲ့ဘဝမျိုးကြီးမှာပဲသူတန်တရားကျင်လည်ရမှာဆိုသူကအရှုံးသမားဖြစ်နေမှန်ကန်စွာပြောတတ်တဲ့ပုဂ္ဂိုလ်တရားမှာသူ့ရဲ့တဏ္ဍာမှာအကုသိုလ်ဆိုတဲ့အမြင့်ကြီးတွေကင်းစင်တယ်ကင်းစင်သည့်အတွက်ကြောင့်ဒီဘဝမှာသူကရှုံးတယ်လို့ကြုံရတော့လည်းပဲတန်တရားမှာသူကအဆင့်မြင့်တယ်မြင့်တော့ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ဒီကျမ်းတွေမှာပြောတာလို့တွင်းတူးတဲ့လူနဲ့တတိုင်းစီတဲ့လူတဲ့တွင်းတူးတဲ့လူဆိုတာတွင်းနဲ့လေအောက်ရောက်သွားလေတွင်းနဲ့လေအောက်ရောက်သွားလေပဲဘာလို့လို့ဆိုပရမသဒုက္ခသာတော့မြေကြီးပေါ်ထိုင်တူးမှာပေါ့တွင်းနဲ့သွားရင်တွင်းနဲ့ဆင်းတူးရတာသူကတပြေးပြေးနှိမ့်ကျသွားတတိုင်းစီတဲ့သူကအဲ့ဒါလို့မဟုတ်ဘူးတတိုင်းမြင့်လာလေသူကလည်းအထက်မြင့်လာလေအဲ့ဒါမျိုးလိုပဲလိန်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအကုသိုလ်တွေရဲ့ကောင်းမွန်မှုကြောင့်သူကနှိမ့်ဆင်းသွားတယ်ဖြည်းဖြည်းတွင်းတူးတဲ့ပုဂ္ဂိုလ်နဲ့လားတရတူတယ်မှန်ကန်တဲ့စကားကိုဆိုတဲ့ပုဂ္ဂိုလ်ကြတဖြည်းဖြည်းမြင့်တက်လာတယ်တဲ့မှန်ကန်တဲ့စကားကိုဆိုမှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တရားတွေဟာသူ့ရဲ့စိတ်တဏ္ဍာမှာကိန်းဝလာသည့်အတွက်ကြောင့်ကုသိုလ်တွေအစစ်စစ်သူရလာပြီးတော့တဖြည်းဖြည်းမြင့်တက်လာတယ်ဒါကြောင့်မို့လို့တန်တရားနဲ့ကြည့်မယ်ဆိုရင်ဓမ္မရှုထောင့်ကကြည့်မယ်ဆိုရင်လိန်တဲ့ပုဂ္ဂိုလ်ကအရှုံးသမားဖြစ်ပြီးတော့မှန်ကန်စွာပြောဆိုရတဲ့ပုဂ္ဂိုလ်ကအနိုင်ရတယ်လို့ဒီနေရာမှာဒီလိုမှတ်ကြရမယ်ပေါ့ဒါကြောင့်မလို့တရားချစ်ခင်သူတို့စဉ်ပြိဿတို့ဒီလောကအမြင်နဲ့နိုင်သူရှုံးသူဟာပုံစံတစ်မျိုးနဲ့မြင်ရမှာဖြစ်တော့လေဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင်တကယ်နိုင်သူအစ်စ်ရှုံးသူအစ်စ်တို့တွေဟာနိုင်သူဘက်ကနေမလားရှုံးသူဘက်ကနေမလားသို့မဟုတ်တို့တွေဟာရှုံးသူလားနိုင်သူလားဆိုတာကိုယ့်ကိုယ်ကိုစမ်းစစ်ကြည့်ဖို့လိုတယ်ဒီလိုကိစ္စမျိုးတွေတွေ့လာလို့ရှိရင်တို့တွေကဘယ်နည်းနဲ့အနိုင်ယူမလဲဆိုတာကိုလည်းပဲဘုရားမြတ်စွာဟောကြားတဲ့ဒေသနာတော်အရမှတ်သားတဲ့နဲ့မှတ်သားပြီးတော့မိမိတို့ရဲ့နေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးဖို့
လိုအပ်တဲ့လက်တွေ့ကျင့်သုံးခြင်းဖြင့်ဘုန်းကြီးတို့တွေဟာတဏှာမှာအရှုံးသမားများမဖြစ်ပဲနဲ့အနိုင်ရသူများဖြစ်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အာဂောရိဏဇိနေကောဒံအတ္တတုံသာဓုဏဇိနေကတရိယံဒါနေနသစ္စေနာလိကဝါရိဏံဆိုတဲ့ဒေသနာတော်ကိုဥထိတ်ထားပြီးတော့တဏှာဘဝမှာအနိုင်ရတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်သတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေသတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအာစရမရာတိတိဘာဝောနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညင်းနောက်ကိလေသာအစိယတောဟုသမျှတို့သည်သမုဒ္ဒပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပဲဖြောင်းအပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်မုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း